စောနွဲကမြကြီးနားပညာရေးကောလိပ်ကိုပထမဆုံးတက်ရောက်လာတဲ့ကျောင်းသူအသစ်တက်ရောက်ပါအိမ်နဲ့ဝေမိဘတွေနဲ့ခွာပြီးနေရမယ့်အချိန်မို့စိတ်လဲမတည်မငြိမ်ဖြစ်နေပါတယ်သူမကိုခွဲပေးလိုက်တဲ့အခန်းကမေတ္တာဆောင်အခန်းနံပါတ်35အခန်းတကားဖွင့်လိုက်ချိန်မှာပဲအေးဆက်ဆက်လေးတစ်ချက်ထိုးဝင်လာသလိုခံစားရပါတယ်နေ့လယ်အချိန်ဖြစ်ပေမဲ့အခန်းထဲမှာတော့မရင်ခုန်စရာတိတ်ဆိတ်မှုတစ်ခုရှိနေခဲ့တယ်အိမ်နီးချင်းအခန်းကကျောင်းသူတစ်ယောက်ကအတန်ကိုနှိမ့်ပြီးပြောလိုက်တယ်အခန်း35မှာညအချိန်ဆိုရင်အတန်တွေကြားရတယ်နော်မင်းဒီကန်နိုင်ရင်ပဲအနေကြည့်ပါစောနွေကမယုံဘူးတရေဆိုတာယုံမိမဲ့ခင်မဟုတ်တော့ဘူးလို့ကိုယ်တိုင်ပြန်ပြောပြီးညအိတ်ထုတ်ပြင်ဆင်လိုက်ပါရဲ့ည7 နာရီကျော်ချိန်အခန်းမီးပိတ်ပြီးအိမ်မက်ထဲဝင်တော့မဲ့အချိန်တက်အခန်းအပြင်ဘက်လမ်းကြောင်းပေါ်ကခြေလန်းတန်တစုံတလောက်လမ်းလျှောက်လာတယ်လို့ခံစားရတယ်စောနွဲ့နားထောင်နေရင်ခြေလန်းတန်ကအခန်း35ရဲ့တကားရှိမှာပဲရက်သွားတယ်နောက်ထပ်အတန်တစ်ခုတကားဖွင့်ပါအတန်ကမိန်းကလေးအတန်ပေမဲ့အလွန်အမြင့်အေးဆက်ပြီးမျက်ရည်ဝဲနေတယ်လို့ပါပဲစောနွဲ့ရဲ့နှလုံးသားတုန်လို့သွားတယ်တကားမဖွင့်ပဲကုတင်ထဲမှာခေါင်းပုန်းနေရင်ဖျားစာရွက်ထို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာပဲကုတင်အောက်ကနေစပင်ရှိရှိတက်စင်းစင်းလှုပ်လာတယ်မီးမဖွင့်ရဘူးအသက်ရှူတန်းတောင်မကြားအောင်ထိန်းထားရတယ်မနက်3 နာရီခန့်အခန်းထဲကမှန်ကန်မှာမိန်းကလေးတစ်ယောက်ရဲ့ပုံရိပ်ပေါ်လာတယ်ကျောင်းဝတ်စုံအဟောင်းမျက်လုံးမရှိသလိုအမောင်ကွယ်နေပြီးပါးဆက်ကတော့တစ်ချက်ချင်းတုံးလို့ညင်းဒီအခန်းကငါအခန်းပါစောနွဲ့လက်တုံလို့ပြီးမျက်ရည်ကျလာတယ်အတန်မထွက်နိုင်တော့ဘူးတရေပြောလက်ကပြောလျောက်ပါပဲငါဒီအခန်းမှာတယောက်သေးတည်ခဲ့တယ်ချက်ချင်းပဲအခန်းထဲကမီးလုံးကဖွင့်ပိတ်လို့လာတယ်နောက်ဆုံးမှာတရေရဲ့မျက်နှာကစောနွဲ့နဲ့နီးကပ်လာပြီးမနက်မထွက်ခင်မင်းထွက်သွားမနက်အလင်းရောက်လာချိန်စောနွဲ့ကအဝတ်အစားတောင်မပြောင်းပဲအခန်း35ကိုပြေးထွက်ခဲ့တယ်နောက်ပိုင်းသိရတာကအခန်းနံပါတ်35မှာအရင်ကကျောင်းသူတယောက်စိတ်ကြယောဂဖြစ်ပြီးညအချိန်မှာကိုတက်သေးခဲ့ဘူးတွေဆိုတာပါအဲ့ဒီနေ့ကစပြီးစောနွဲ့ဟာမေတ္တာဆောင်ကိုမနေရတော့ဘူးယနေ့အချိန်ထိည7 နာရီကျော်တိုင်းအခန်းနံပါတ်35ရဲ့တကားရှိမှာတကားဖွင့်ပါဆိုတဲ့အတန်ကိုလူအများကြားနေစေပဲပါ